ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာဟိုဆိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့မိတ်ဆက်ပေးခြင်းစာအုပ်တစ်အုပ်ကတော့ဒေါက်တာဖြိုးပိုင်ရေးထားတဲ့မရှာပဲလာအောင်လုပ်ပါဆိုတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်ဒေါက်တာဖြိုးပိုင်ဆိုတာကတော့ကျွန်တော်လူငယ်ကမှဒီပန်းစားနေတဲ့စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်ဒီမရှာပဲလာအောင်လုပ်ပါဆိုတဲ့စာအုပ်ကကျွန်တော်တို့စီးပွားသမားတွေခုမှကိုယ်ပိုင်လုပ်ငန်းစလုပ်မဲ့ပုဂ္ဂိုလ်တွေအတွက် marketing message တွေကိုပြပေးရတာဖြစ်ပါတယ်ဒီစာအုပ်ပါအကြောင်းအရာလေးတွေကတော့ဝင်ငွေရရှင်ရောင်းကိုအာရုံစိုက်လူများများကိုရောင်းရင် marketing အာရုံစိုက်လူများများကိုရောင်းဖို့ရှာစရာမလိုပဲလာဖို့အမှတ်တရကိုတိဆောက်။ဒါပြောချင်တဲ့စာရဲ့အဓိပ္ပာယ်ကတော့ brand တစ်ခုကိုတိဆောက်ဖို့ဖြစ်ပါတယ်။ brand တစ်ခုကရေးကြည့်ပါတယ်။တော်တော်ကိုမှရေးကြည့်ပါတယ် brand တစ်ခုကတိဆောက်တဲ့အကြောင်းအရာတွေကိုကျွန်တော်မျှဝေပေးမယ်ဆိုရင်တော့ကျွန်တော်သဘောကျတဲ့အကြောင်းအရာတွေကိုမျှဝေပေးပါမယ်ဗျာ။ကိုယ့်လုပ်ငန်းနဲ့တွဲမြင်စေချင်တဲ့ idea ချိုကြီးလို့ပြောလိုက်တာနဲ့အများစုကကိုကာကိုလာကိုပြည်လို့ရတယ်။အဖေချီဆိုရင်ကျွေးရတယ်။ပြည်စုံတစားဆိုဝိုင်းရတယ်။တစ်ခုကိုမှတ်မိတဲ့အခါအကန့်လေးတွေကတွဲမှတ်ကြတယ်